Ah, ve, ve cara. Sí.ဒီနေ့2025ခုနှစ်ဇွန်လ22ရက်တနင်္ဂနွေနေ့တိုကျိုမြို့ဒီကဲဘကုလိုမီရှိကူချီပန်းချံရှိ Global Wing ကရတာ၌ကျင်းပပြုလုပ်တဲ့ပွဲတော်ကြီးကတော့ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မြန်မာဒီမိုကရေစီခေါင်းဆောင်အမေဒေါ်ဆန်းစုကြည်80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ရန်ပုံငွေပွဲတော်ကြီးပဲဖြစ်ပါတယ်ခင်ဗျာ။ယနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားကြီးမှာအစီအစဉ်တင်ဆက်သူများအဖြစ်ကျွန်တော်ပုဂ္ဂိုလ်ဆန်ကျွန်မစင်းမြတ်ကျော်နဲ့အတူကျွန်မယူပုဂ္ဂိုလ်အောင်က
နင်းကျွန်တော်ကိုရေးမအောင်တို့ကနေတာဝန်ယူဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားကြီးကတော့မြန်မာဒီမိုကရေစီရဲ့မီရှူတစောင်းဓမ္မနဲ့ရှင်တဲ့နိုင်ငံရေးပြည်သူကမြန်မာပြည်သူတွေရဲ့လွတ်လပ်ခြင်းညီမျှခြင်းတရားမျှတမှုကိုအကျဉ်းမဖက်ရုန်းကန်ရှာဖွေခဲ့တဲ့ပြည်တော်စုမိခင်ကြီးအမေတော်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိတ်အမှတ်အမေကိုစားအလူပြုလုပ်နိုင်ရန်ရည်ရွယ်ကျင်းပတဲ့ပွဲတော်ကြီးပဲဖြစ်ပါတယ်ဒီမိုကရေစီနဲ့လူအခွင့်အရေးလူ့ဂုဏ်သိက္ခာအတွက်မချောမရွံ့မစွမနစ်ကြံ့ကြံ့ခံပြီးတော့ယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေခဲ့ခြင်းလို့ကြောင့်အရှိတောင်အာရှရဲ့ပထမဦးဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့တဲ့အမေတော်ဆန်းစုကြည်ဟာဆိုရင်ဖြင့်စစ်မှန်တဲ့လွတ်လပ်ရေးစိတ်ဓာတ်မှန်ကန်တဲ့နိဝါဒတရားနဲ့နှဆိုင်တဲ့ရိုးသားမှုတို့ရဲ့ပြရုပ်တစ်ခုလေးဖြစ်နေပါတယ်ခင်ဗျာအမိရဲ့ကိုချင်းတရားနဲ့တိုင်းပြည်ပေါ်မှာထားတဲ့သစ္စာတရားဟာကျွန်တော်တို့ပြည်သူတွေအတွက်အနေနဲ့ထာဝရတင်းပြန်လန်းဆန်းနေမဲ့ပမာခိုင်းနိုင်စရာမရှိတဲ့အလားတမိုင်းတွေနဲ့ဘဝမဆိုင်နဲ့မနှွမ်းသောမကြွေသောအမြဲလန်းဆန်းနေသောရဲရဲတောက်တန်မဏိမြင်းစီတစ်ဝက်လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကနေ့ပွဲတော်ကြီးကိုကြွရောက်လာကြတဲ့အမိရဲ့တသမီများအနေဖြင့်အမိအကြောင်းကိုအားလုံးကတည်တည်ဖြစ်နေကြတယ်ဆိုပေမဲ့ဒီကနေ့အမိရဲ့အသက်80နှစ်ပြည့်မွေးနေ့အခမ်းအနားကြီးမှာကျွန်တော်တို့လေးစားတန်ဖိုးထားရတဲ့ပြည်တော်စုမိခင်အမေတော်ဆန်းစုကြည်ရဲ့အထုပ်ပတိကိုအနေအချင်းများဖတ်ကြားတင်ပြခွင့်ပြုပါခင်ဗျာဟုတ်ကဲ့ပါရှင်ဒေါ်ဆန်းစုကြည်ဟာမြမလွတ်လပ်ရေးကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနဲ့မဟာသီရိသူရမဒေါခင်ကြည်တို့မှ1945ခုနှစ်ဇွန်လ19ရက်နေ့မှာဇန်နုံမြို့မှာမွေးဖွားခဲ့ပါတယ်သူမနှစ်နှစ်သမီးရွယ်မှာပဲဖခင်ဖြစ်သူကတော့ဗြိတိရှတို့ထမ်းမှမြမလွတ်လပ်ရေးကိုရယူဖို့ကြိုးပမ်းနေချိန်အတွင်း1948ခုနှစ်လွတ်လပ်ရေးမတိုင်ခင်မှာလောက်ကျန်တက်ဖြတ်ခြင်းကိုခံခဲ့ရပါလို့ရှင်ဟုတ်ကဲ့ပါအဲ့ဒီနောက်ပိုင်းသူမသည်မိသားစုများနဲ့အတူဗဟန်းမြို့နယ်အမှတ်54တက္ကသိုလ်ရေးတာလန်ရှိနေတို့ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်ဘာသာစကားလည်းကူသောသူမသည်1949ခုနှစ်တွင်စိန့်ဖရန်စစ်ကိုဗစ်ကြောင့်တွင်အခြေခံပညာစတင်သင်ကြားခဲ့ပြီးပညာရေးကို1959ခုနှစ်မှာ1960ခုနှစ်ထိရန်ကုန်မြို့အင်္ဂရိတ်မက်သဒစ်ကွန်ဗစ်ကျောင်းအာထာကတစ်တကုံ၌ဆက်လက်တက်ရောက်ခဲ့ပါတယ်မိခင်ပြည်သူတော်ခင်ကြီးမှာ1960ခုနှစ်မေလ19ရက်နေ့တွင်တမ္မတ်ကြီးပြည်ခရကြီးခံခဲ့ရ၍မိခင်နှင့်တူအိန္ဒိယနိုင်ငံနယူးဒေလီမြို့သို့လိုက်ပါနေထိုင်ခဲ့ပါဟုတ်ကဲ့ပါရှင်သူမဟာတော့1962ခုနှစ်မှ1963ခုနှစ်အိန္ဒိယနိုင်ငံဒေလီတက္ကသိုလ်လေရီရှယ်ရီယန်ကောလိပ်မှာနိုင်ငံရေးသိပ္ပံပညာရပ်ကိုစီးပူးခဲ့ပါတယ်1968ခုနှစ်မှာတော့လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနဲ့အာဖရိကလေ့လာရေးဌာနနိုင်ငံရေးသိပ္ပံရေးဌာန၌သူတေသနလက်ထောက်အဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာမိုက်ကယ်အဲရစ်နဲ့တွေ့ဆုံခဲ့ပါတယ်1982ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့ဒေါက်တာမိုက်ကယ်အဲရစ်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာထိမ်းမြလက်ထပ်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါထိမ်းမြလက်ထပ်ခဲ့ပြီးနောက်ဒီနိုင်ငံသားအားလက်ထပ်ခြင်းကြောင့်ဒီနိုင်ငံသားရှောက်ခွင့်ရှိတော်လဲဒီနိုင်ငံသားခံယူခဲ့ခြင်းမရှိခဲ့ပါဘူးသူမသည်မောင်မြင့်စားအောင်နဲ့မောင်ထိန်လင်းတို့၏မိခင်တို့လည်းဖြစ်ပါသည်1985ခုနှစ်မှာ1986ခုနှစ်တွင်ဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်အရှိတောင်အာရှဆိုင်ရာလေ့လာရေးဌာနတွင်လည်းတွားရောက်သုတေသနပြုခဲ့ပါသည်1989ခုနှစ်တွင်အိန္ဒိယနိုင်ငံစာမလီမြို့ရှိအထူးလေ့လာရေးအိန္ဒိယသိပ္ပံဌာနတွင်သုတေသီဖြစ်လုပ်ကိုင်ခဲ့ပါတယ်1988ခုနှစ်မတ်လကုန်တွင်နာမကျန်းဖြစ်နေတဲ့မိခင်ကိုပြုစုရန်မြန်မာနိုင်ငံသို့ပြောင်းလဲရောက်ရှိလာခဲ့ပါရဲ့ရှင်ဇူလိုင်လ23ရက်နေ့မှာတော့
နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တယ်ဗိုလ်ချုပ်နေဝင်းဟာယာရုမအနားယူခဲ့ရာကနေလူထုအုံကြွမှုကြီးဖြစ်ပေါ်လာခဲ့ပြီးများမကြာမီမှာပဲသူမရဲ့နေအိမ်ဟာလည်းနိုင်ငံရေးသမားများဝင်ထွက်သွားလာစုဝေးရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ရှင်စက်တင်ဘာလ18ရက်ရှစ်လေးလုံးရေးတော်ပုံကြီးကိုစစ်တပ်ကလက်နက်နဲ့အကြမ်းဖက်ဖြိုခွင်းပစ်လိုက်ပြီးတဲ့နောက်မှာတော့စစ်တပ်မှအာဏာသိမ်းကနဝတခေါ်တဲ့နိုင်ငံတော်ညီဝင့်ပြည်ပြမှုတိဆောက်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ ဟုတ်ကဲ့ပါဆက်လက်ပြီး1988ခုနှစ်စက်တင်ဘာလ29ရက်နေ့တွင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုအခြားသောနိုင်ငံရေးပုဂ္ဂိုလ်17ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်မှအထွေထွေတွင်ရေးမွေးဖြစ်စတင်ဖွဲ့စည်းခဲ့ပါသည်1989ခုနှစ်ဇူလိုင်လ20ရက်နေ့မှာသူမအားနဝတဆိုရကနိုင်ငံတော်အားနှောင့်ယှက်ဖြစ်စည်းလိုသူများ၏ဘေးအန္တရာယ်မှာကာကွယ်စောင့်ရှောက်သည့်ပုံမှန်ကာကွယ်ရာနေတွင်တာစီမိတ်ထုတ်ပြန်လိုက်ပါတယ်ဒေါ်ဆန်းစုကြည်သည်စစ်ဆိုရလက်ထက်၌နေအရေးကျချုပ်သည်1989ခုနှစ်ကနေစတင်ခဲ့ပါတယ်ရှင်အကျဉ်းချုပ်ကြနေစဉ်တွင်နိုဘယ်ငြိမ်းချမ်းရေးဆုကြီးရရှိခဲ့တော်လဲလူကိုယ်တိုင်ရယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးရှင်ပထမအချိန်မှာတော့1989ခုနှစ်ကနေ1995ခုနှစ်အထိနေအိမ်အကျယ်ချုပ်ချခံခဲ့ရပါတယ်။ဒုတိယအချိန်မှာတော့2000ခုနှစ်ကနေ2002ခုနှစ်ထိနိုင်ငံရေးလှုပ်ရှားမှုကြောင့်နောက်ထပ်နေအိမ်အကျယ်ချုပ်ချခြင်းကိုခံခဲ့ရပါတယ်။တတိယအချိန်ကတော့2003ခုနှစ်ကနေ2010ခုနှစ်ထိဒီပဲရေးဖြစ်စဉ်နောက်ပိုင်းနေအိမ်အကျယ်ချုပ်ချခံခဲ့ရပြီး2010ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာပြန်လည်လွတ်မြောက်ခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ပါဆက်လက်ပြီးနိုင်ငံရေးလှုပ်ရှားမှုများကြောင့်နေအိမ်အကျယ်ချုပ်ချခံရတဲ့နှစ်စုပေါင်း15နှစ်ကျော်ရှိခဲ့ပါတယ်ရှင်။2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပသောအထွေထွေရွေးကောက်ပွဲတွင်လည်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီသည်ရွေးကောက်ပွဲခုလိုတိုင်းတာဖြင့်အပြတ်သက်နိုင်ရရှိခဲ့ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဒေါ်ဆန်းစုကြည်သည်နိုင်ငံတော်သမ္မတမဖြစ်နိုင်သောကြောင့်ဦးထင်ကျော်ကိုနိုင်ငံတော်သမ္မတဖြစ်ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ထို့နောက်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေပြဋ္ဌာန်းကဒေါ်ဆန်းစုကြည်သည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တူဖြစ်လာခဲ့ပါတယ်ရှင်။2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့အထွေထွေရွေးကောက်ပွဲမှာလည်းဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် LD ဟာအပြတ်အသတ်မဲအနိုင်ရရှိခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတော့စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့မှနိုင်ငံတော်အာဏာကိုမတရားသိမ်းယူခြင်းကိုခံခဲ့ရပါတယ်ရှင်။ဟုတ်ကဲ့ပါနိုင်ငံတော်အာဏာမတရားသိမ်းယူခဲ့ပြီးတော့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံဒေါ်ဆန်းစုကြည်ပါဝင်ရွေးကောက်ခံမှန်များပါတီခေါင်းဆောင်များမတရားဖမ်းဆီးခြင်းခံခဲ့ရပါတယ်ရှင်။ဒေါ်ဆန်းစုကြည်ကိုစစ်ကောင်စီကအမှု16မှုနဲ့တရားစွဲခဲ့ပြီးချက်ခံထားသည့်ထောင်ဒဏ်ရည်အတွက်စုစုပေါင်းမှာ33နှစ်ဖြစ်ပါတယ်ရှင်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေဒီကနေ့ထိဆိုလို့ရှိရင်ရက်ပေါင်း1600ကျော်ရှိနေပါပြီရှင်။ဒေါ်ဆန်းစုကြည်ဟာမြန်မာနိုင်ငံဒီမိုကရေစီရဲ့တိုက်ပွဲများရဲ့အသက်ဝင်တဲ့အမှတ်တစိတ်ပုဂ္ဂိုလ်တူလည်းဖြစ်ပါတယ်ရှင်။သူမရေးသားတည်ဖြတ်ခဲ့တဲ့အစာအုပ်များမှာတော့ကြောက်ရွံ့ခြင်းမှာကင်းလို့ရေမျောလင်းခြင်းအတန်များမြန်မာပြည်မှပေးစာများဗမာအောင်ဆန်းအာရှနိုင်ငံများမှခေါင်းဆောင်များဘူတန်တို့သွားလေကြစို့မြန်မာပြည်တို့သွားလေကြစို့နီပေါတို့သွားလေကြစို့နဲ့မျက်နှာဖုံးနောက်ွယ်ကမြန်မာပြည်မြန်မာနဲ့အိန္ဒိယကိုလိုနီလက်အောက်ဘဝတွေရဲ့ရှုထောင့်များစစ်မှန်သောကိုကိုရစီတို့စတဲ့စာအုပ်များကိုရေးသားထုတ်ဝေခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ပါသူမဟာဘဝပေါင်းများစွာဆွလွတ်ခဲ့တဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ပြင်သူမရဲ့ခြေလှမ်းတိုင်းဟာမြန်မာနိုင်ငံရေးသမိုင်းပေါ်တည်တက်တက်ရောက်နေမှုများရှိပါတယ်ရှင်။ဒီကနေ့အမေ80နှစ်ပြည့်မွေးနေ့လေးမှာအမေအမြန်ဆုံးလွန်မြောက်ဖို့အတွက်တောင်းမြတ်တာပို့တာရင်ညီကုန်းချုပ်ပြရစီရှင်အကျမ်းဖတ်ခြင်းကိုစန့်ကျင်တဲ့နေရာမှာအကြောက်တရားကင်းမဲ့ခြင်းဟာအစွမ်းထက်ဆုံးသောလက်နက်တစ်ခုဖြစ်တာကြောင့်အမေဟာပြည်သူလူထုအားလုံးကိုကြောက်ရွံ့ခြင်းကင်းရှင်းစေဖို့
မြေပြောပြလေးရှိပြီးကျွန်တော်တို့ကိုအကြောက်တရားမရှိဖို့မြေတောင်းဆိုလေးရှိသလိုနေကိုယ်တိုင်လည်းကြောက်ရွံ့ခြင်းတွန်းဆုတ်ခြင်းကင်းကြောင်းလက်တွေ့ပြသနေစေဖြစ်ပါတယ်။အာဏာရှင်စနစ်ဟာပြည်သူများကိုကြောက်ရွံ့စိတ်ဖြင့်ထိန်းချုပ်ထားတာဖြစ်ပြီးကျွန်တော်တို့ရဲ့ရဲရင်မှုစီးလုံးမှုမျှော်လင့်ချက်တို့နဲ့ဒီကြောက်ရွံ့မှုကိုခြေမုံရမှာဖြစ်ပါတယ်။ကြောက်ရွံ့မှုမှလွတ်မြောက်သောနေ့ဒီစစ်မှန်သောလွတ်လပ်သောနေ့ဖြစ်လာမယ်လို့နေရဲ့ကဘာကျော်စကားတစ်ခွန်းဖြစ်တဲ့ The only real reason is fear and the only real freedom is freedom for fear ကနေတင်ယူမှတ်သားရပါတယ်ခင်ဗျာ皆さんこんにちはミャンマー国民のお母さんアウン・サン・スー・チー氏の80歳の誕生日を記念とした彼女の代わりに寄付を行うことを目的としたこのチャリティーイベントにご参加ご支援いただき心より感謝を申し上げます本日のイベントで集まった全ての寄付金はクーデターの影響によって避難を余儀なくされた地域の人々や避難キャンパーにいる子どもたちの教育人道支援のために届けられますイベントの入場券は1500円で購入寄付が可能ですチケット1枚でお食事2編までお楽しみいただけるのほか前売り券をお持ちの方々は抽選で記念品が当たるチャンスもあります本日のプログラム内容は以下の通りになりますアウン・サン・スー・チー氏への祈りスー・チー氏とミャンマーの民主化運動に関する展示コーナー子ども向けコーナー無料観光相談および無料のハイランドゲー監査労働問題に関する相談会ミュージックパフォーマンス民族の伝統舞踊抵抗運動をテーマにしたファッションショーミャンマー伝統的なパフォーマンス人形劇ミャンマー伝統的な料理を楽しんでいただけますアウン・サン・スー・チー氏の80歳の誕生日を祝うために本日のチャリティーイベントを皆様と共に盛り上がっていきましょうပြည်တော်စုရဲ့အလင်းဟုတ်ကဲ့ပါအခုပေါ့နော်ဒီကနေ့အမေတော်ဆန်းစုကြည်ရဲ့80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ရမုံငွေပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရတဲ့ငွေကြေးအင်အားဖြင့်တစ်ဖက်တစ်လမ်းမှကုညီပတ်ဖို့ပြပါတော့စီးပွားရေးလုပ်ငန်းရှင်များအားကျေးဇူးတင်ကိုယူစွာဖြင့်တင်ပြခွင့်ပြုပါရှင်အဓိကပတ်ဖို့ကုညီပေးကြသူများကတော့ Five Star FC Yamina Restaurant First Real Estate Michael Karaoke Bar and Restaurant Mokata City အိုးခါရမမြန်မာပင်လယ်စာနဲ့အသားငယ်ဆိုင် Sakura Kid Restaurant Asari Life Insurance Ma Pupumo Baba Free Restaurant ညမြင့်မို့ Restaurant တို့မှာပါဝင်ကူညီပတ်ဖို့ပေးထားပါတယ်ရှင်ဒါအပြင်တိုးချင်းတိသက်မတီလူငွေရှင်များကလည်းမိမိတို့တက်နိုင်တဲ့အင်အားဖြင့်အသီးသီးပါဝင်ကူညီပတ်ဖို့ပေးထားပါသေးရဲ့ရှင်တိုးချင်းတိသက်လူရှင်များကတော့ Rango 88 Restaurant မှာရန်တာ Sky Asia Store မှာရန်တာ Pecco Restaurant မှာရန်တာကိုမင်းတက်ကနေပြီးတော့ရန်တာ Sakura S နိုင်ကနေပြီးတော့ရန်တာအပြင် Baba မြန်မာ Restaurant တို့တဲ့ရန်တာApril ကနေပြီးတော့ရန်တာတစ်ထောင်နဲ့ကိုတီကြီးမနေပြီးတော့ရန်ဆယ်တာအပြင်ခိတရှင်ကျုပ်ကိုစံကြောမင်း6ကိုင်းစတိုးမီဆဲစာနေပြီးတော့ရန်တာပြည့်ပါဝင်ကူညီပတ်ဖို့ပေးထားပါတယ်ရှင်ဒီကနေ့အမေတော်ဆန်းစုကြည်ရဲ့80နှစ်ပြည့်မွေးနေ့ထိမ့်မှတ်ရန်ပုံငွေပွဲတော်ကြီး
အောင်မြင်စွာကျင်းပနိုင်ရဲ့အတွက်ဖက်ဖက်ကနေပြီးတော့ကိုကြီးပတ်ဖို့ပေးပါတော့လူရှိများမတင်ဝင်လူဒန်းပေးသည့်အဖွဲ့အစည်းများစီးပွားရေးလုပ်ငန်းရှင်များလူပုဂ္ဂိုလ်များအားဖွဲ့ကျင်းပရေးကော်မတီကိုစားကျမတို့ကနေပြီးတော့အထူးကျေးဇူးတင်မရရှိပါကြောင်းကိုယူလေးစားစွာဖြင့်ပြောကြားပါရစေရှင်